ဒီနေ့မှာတော့ထူးထူးခြားခြားအနေနဲ့ live ဖခွန်လက်ဖရောင်းကကွန်တိုအခန်းလေးကိုကိုယ်တိုင်အပေးဖြစ်တာလေးကိုမျှဝေပေးတာဖြစ်ပါတယ်။အခုရောက်နေရတော့အစိမ်းရောင်လိုက်ဖော်ဟိုယူသင်း BTS station ကိုရောက်နေရပဲဖြစ်ပါတယ်။ BTS စစ်စစ်ချင်းမှာပဲ Central Lab Brown ရှိမှာဖြစ်ပါတယ်။ဘိုးဘမှာမြင်နေရတဲ့ကွန်တိုလေးကတော့ live ဖော်ဟွန် Lab Brown ကွန်တိုလေးပဲဖြစ်ပါတယ်။ဒီကွန်တိုလေးတရှိတဲ့နေရာကတော့ BTS အစိမ်းရောင်နဲ့အပြရောင်အမာတီလိုင်းတို့စုံတဲ့နေရာမှာရှိရဖြစ်ပါတယ်။အနားမှာဆိုလို့ရှိရင်ဘန်ဆူယထာစတေရှင်ရှိရယ်ဒါအပြင်ကျတုကြမာကတ်လည်းရှိရယ်အစားဟင်းသီးဟင်းရွက်နဲ့ဈေးဝယ်ရတာကြိုက်တဲ့သူတွေအတွက် lotus လေးနဲ့ကွန်တိုရဲ့ဘေးမှာရှိပါတယ်။ဒါလေးကတော့ကွန်တိုရဲ့ garden လေးပါ။ဒါကတော့အောက်ဆုံးမှာမြင်ချင်း lobby လေးကိုတွေ့ရမှာဖြစ်ပါတယ်။ဒီကွန်တိုက AP developer ကဆောက်လုပ်တာဖြစ်ပြီးတော့ live ဆိုတဲ့အတိုင်းပဲ luxury ဆက်ဆောက်လုပ်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်ခဏထဲဝါလာတဲ့ rooftop fitness တွေရှိမဲ့အပြင် swimming pool outdoor garden နဲ့ lounge စတဲ့ facility အများကြီးပေါင်းမှာဖြစ်ပါတယ်ဒီကွန်တိုဟာလုံးဝအချက်ချတဲ့နေရာမှာရှိရဲ့အတွက်ဒီ2 bedroom 58 square meter အခန်းလေးဆိုလို့ရှိရင် view ပတ်လည်းမြင်ရတာဖြစ်ပါတယ်ဒီအခုပြထားတဲ့ခန်းလေးကတော့35 square meter ကျယ်တဲ့1 bedroom ခန်းလေးပဲဖြစ်ပါတယ်သူကတော့ closed kitchen type လေးပဲဖြစ်ပါတယ်ဒါလေးကတော့အခန်းအပ်တဲ့အခါမှာ customer ကိုပေးတဲ့ box လေးပဲဖြစ်ပါတယ်အခုတော့ကိုနို management team ကနေပြီးတော့ဒီကိုနိုမှာဆိုလို့ရှိရင်ဘယ်လိုမျိုးအသေးစိတ်ကိုရှင်းပြနေရဖြစ်ပါတယ်နိုင်ငံခြားသားတယောက်အနေနဲ့ကိုနိုမှာနေရတာဘာမှအခက်အခဲမရှိအောင်တခါတည်းတို့လိုက်ပြီးတော့ရှင်းပြပေးရပဲဖြစ်ပါတယ်ဒါကတော့ client ကတခါတည်း move in လုပ်တဲ့အတွက်ပစ္စည်းလေးဆင်နေရဖြစ်ပါတယ်ဘာငါမှာကွန်တိုဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ Jessica Property Specialist တင်ကိုစုံစမ်းမြင်ပြီးတော့ဝယ်နိုင်ပါတယ်ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲတ